တို့ဆိုင်စားလို့ကောင်းရတာဗျာဒီမှာခေါက်ဆွဲလို့ရဆိုလဲရတော့စီရှိနေဘယ်ဦးလဲပါတယ်ကွာဒီပြလေးစားလို့ကောင်းရတာကွာဦးလေးဆိုင်တော့စားလို့ကောင်းမှာကျွန်တော်နောက်ရလာစားမယ်ဦးညီတို့ရောဦးလေးပတ်စံဦးညီတို့ကျေးဇူးပဲကွာရောကငါစားပြီးဆိုလဲငါဒီနားလေးပါလေဒီလမ်းလေးပါလေနည်းနည်းထွက်လျှောက်လာအောင်မကျမ်းမရင်ကောင်းလို့တာကေမိုက်တယ်ဒီယူမာကက်တဲ့မွေးတွေငါညဘက်ကျရင်ဖိုက်စာနေမှာဆိုလို့ငါမုတ်လေးပါလေတခုတော့ဝင်ဝယ်လိုက်ပါအောင်ကွာတော့ကြနေညဘက်ကျမှငါမုတ်လေးပါစာနေမှာတခုဒီစမ်းဝတ်တခုရဲ့right back ရဲ့ဝယ်လိုက်မှာကွာပြီးကြရင်အိမ်ပြန်မယ်ဒီဟုတ်တယ်ဟေးရအဲ့ရှိရဘူးတော့ဟာရှေ့နေပေါင်းငါသူ့တီးလို့ပဲနော်ဟုတ်တယ်ရငါသူ့တီးတယ်လို့ခဏလေးနီးကတ်သွားကြည့်လိုက်မယ်Oh my god တမ်ဟိုမလေဒါစူပါမန်ပဲကွာအိုးရန်သူကရရှေ့လန်းနေရဟိုတခါကလည်းငါချောင်ရဲ့ကောက်ဖို့ဒီခါကျတော့လေစူပါမန်ကောက်ရမိုက်တယ်ကွာဒါပေမဲ့စူပါမန်ငါကြိုက်ပြီမြေကွာသူ့ရကောက်ရမိုက်တော့ခိုးလိုက်မြေကွာဒီစူပါမန်ကြီးကျွန်တော်တောင်းမှပါဗျာစူပါမန်ကတော်လမ်းနေတော့လေကျွန်တော်လည်းကြိုက်တယ်ဗျာကေသူမသိသေးဘူးပြေးမယ် Let's go ရမြန်ပြီ Okay oh my god ဘာလဲရုံရှေးရောင်ရေးတော်လန်းနေအိုးရမြန်နေအိုးကြိုက်လား bro ကြိုက် line subscribe လုပ်ကြပါ bro Okay စီလို့ကောင်းရဗျာ Okay ယောဟာမိုက်တယ်လို့စူပါမန်ရဲ့ကားလေအိုးကြိုက်တယ် Okay ပါငါဒီနားမှာကင်ဆိုင်လေးပါလေးရှိအောင်ကင်လေးပါလေးဝယ်စားလိုက်ပါဦး Okay တော်မြန်နေမြတ်ဒီကဒီလိုပဲဆင်းလိုက်တော့မယ်အိုးအေးမောင်းနေအေးဟုတ်တယ်ရပြီ Okay ကင်လေးစားလိုက်မယ်ရော့ Okay ရပြီခုနဝယ်လိုက်မဟုတ်လေးစားလိုက်ပါမယ်ကွာစားလို့ကောင်းဆန်းဝေးနေ Okay တော်လေးစားလို့ကောင်းတယ်ကွာအခုဆိုလည်းငါစားပြီဆိုအိမ်ပြန်ကောင်းမလားပြီကွာဟုတ်တယ်အိမ်ပြန်နာမဲကောင်းတယ်မနက်ခင်းကြမှာငါဒီကားကိုလိုက်ဆန်းရမယ်ကွာလောက်ထိဟိုကောင်းနေဆို Okay အခုတော့ငါအိမ်ပြန်တော့မယ်ကွာ Okay ငါအခုတော့အိမ်ပြန်လိုက်တော့မယ်မနက်ခင်းကြမှာဒီကားကိုဆန်းလိုက်တော့မယ် Okay ကွာငါအိမ်တော့ပြန်ရောက်လာအိတ်လိုက်တော့မယ်ကွာမနက်ခင်းကြမှာဒီကားကိုလိုက်ဆန်းရမယ်ကွာ Okay ကြာပဲဆိုလည်းငါအိတ်လိုက်အောင်မယ်ကွာဟိုကောင်ကတော့သူ့ရဲ့ဟိုဘက်သူ့ညီမအိမ်မှာတော့အိတ်တယ်ကွာအဲ့ကောင်ဒီနေ့ပြန်မလာတော့ဘူးတဲ့ Okay ကွာဆိုငါလည်းဒီမှာအိတ်လိုက်တော့မနက်ခင်းကြမှာကောက်လိုက်ဆန်းအဲ့လိုကောင်းရတာကောင်းအမလေးညနာကားစီအပမန်လာပြီအဲ့လိုကောင်းရမနက်ခင်းတော့ရောက်နေတယ်အဆောငါကားစီရမယ်ကားကိုနည်းနည်းပါတော့ပြင်လာမယ်ငါမနေ့ကစီးထားပါခေါ်နည်းနည်းပါဖြစ်လို့ Okay တော်လေးမိုက်တယ်ကြည့်လိုက်ဘူးကြာကားကြီးကတော်မိုက်တယ်လို့စူပါမန်ရဲ့ကစူပါမန်နဲ့ကားရှိရင်တော့ရှုပ်လို့မရဟိုတနေ့ဟိုလည်းမိုက်တယ်ပါချော6ဆိုင်ပြေလည်းမိုက်တယ် Okay မကားလေးပါလေးနဲ့ပြင်လိုက်မယ်ရပတ်စံမရှိဘူး what the fuck ဆိုမပြင်းတော့ကွာနောက်ပဲလိုက်စီလိုက်တော့မယ်ယော Okay ယောကြိုက်လား bro Okay ပါအားလုံးပဲ Okay မိုက်တယ်ကွာဒီကရှူကင်းလေးလာတယ် Oh my god မတင်နဲ့ Okay ကွာ Okay ဗျာ bro ကျွန်တော်ဒီနေ့ video လေးလာဒီလောက်ပါပဲ video လေးကြိုင်တော့ like and subscribe လေးလုပ်ပေးကြပါအားလုံးပဲနောက် video မှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲBye bye.